အဝေးကအိမ်မင်္ဂလာပါရွှေပြောင်းလုပ်သမားများနဲ့မြန်မာပြည်သားများဒီနေ့မှာတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ရင်းမြန်မာပြည်ကိုလွမ်းဆွနေတဲ့သူတွေရဲ့ဘဝအကြောင်းကိုပြောပြချင်ပါတယ်ထိုင်းနိုင်ငံကိုရောက်လာတော့အရာရာဟာအသစ်အဆန်းတွေပါဘာသာစကားမတတ်ယဉ်ကျေးမှုမတူတော့အခက်ခဲတွေကအပုံလိုက်ပါပဲဒါပေမဲ့မိသားစုအတွက်အနာဂတ်အတွက်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့စူးစမ်းခဲ့ကြတယ်အလုပ်ပင်ပန်းတဲ့နေ့ရက်တွေမှာမြန်မာပြည်ကိုသတိရတယ်မိဘတွေမောင်နှမတွေတငယ်ချင်းတွေနဲ့အတူပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပြန်လွမ်းမိတယ်မြန်မာထမင်းဟင်းတွေကိုစားကျင်စိတ်တွေကလည်းတဖွာဖွာပေါ်လာတယ်လစာနှဲပါတဲ့အပြင်အလုပ်ချိန်ကလည်းမနားတမ်းဆိုတော့စိတ်ဖိစီးမှုတွေကများလာတယ်လူမျိုးမတူဘာသာစကားမတူတဲ့သူတွေနဲ့အတူနေရတော့တခါတလေမှာအထီးကျန်ဆန်သလိုခံစားရတယ်ဘလောက်ပဲပင်ပန်းပါစေတနေ့နေ့မှာတော့ကိုယ့်ရဲ့ကိုယ့်ရွာကိုပြန်နိုင်မယ်လို့ယုံကြည်ထားတယ်မိသားစုနဲ့အတူပြန်လဲဆုံစည်းပြီးပျော်ရွှင်စွာနေထိုင်နိုင်ဖို့မျှော်လင့်နေပါတယ်အားတင်းထားကြပါ